ကျွန်တော်တို့ line model မှာ video editing နဲ့ပတ်သက်ပြီးတော့သင်ပေးနေကြတာတွေဘယ်နှခုလောက်တွေ့ဘူးလဲအများကြီးပဲเนาะဟိုလုံနီးဒီလုံနီး tutorial တွေကနေအစပါเนาะ video editing online class တွေအခုဆိုရင်ကျွန်တော် diploma တန်းနေအထိပါ video editing ပညာရပ်ကိုကြည်ကြဲပြန့်ပြန့်နဲ့လွယ်ကူကူလက်လန်းမီကျွန်တော်လေ့လာသင်လို့ရနေပါတယ်ဒါပေမဲ့ဒီနေ့ဗီဒီယိုမှာဆွေးနွေးပါမယ့်အကြောင်းအရာတွေကြတော့အဲ့သင်တန်းနေအဲ့ tutorial တွေမှာမပြောကြတဲ့မသင်ပေးကြတဲ့အရာတွေဖြစ်ပါတယ်ရောမင်္ဂလာပါအဲ့တော့ဒီအကြောင်းအရာတွေကဘာလို့လူတွေမပြောကြလဲဘာလို့သင်တန်းတွေမှာမသင်ကြလဲဆိုတော့အဲ့ဒါခက်ခဲနေနေတဲ့အရာတွေကြောင့်မလို့လဲမဟုတ်ဘူးလို့ပဲစမ်းကြည့်နေတာလည်းမဟုတ်ဘူးပေါ့နော်အဓိကဒီအကြောင်းအရာတွေကကိုယ်တိုင်ကြိမ်ဖန်များစွာကြုံတွေ့ပြီးတော့မှနားလည်သဘောပေါက်လာမယ့်အရာတွေမဟုတ်လို့ပါအဲ့တော့မထီရတဲ့ clip တွေဆိုဥပမာဆိုရင်ကျွန်တော်တို့ဒီ action sequence တစ်ခုကိုကံမချိုးဘဲနဲ့ one shot ရိုက်ထားတဲ့ဟာဒါတွေဆိုရင်အကုန်လုံးကသဘောကျကြတယ်တန်ဖိုးထားကြတယ်ကြိုးစားထားကြတယ်ဆိုတော့video editing ရောက်တဲ့ချိန်ကျရင်အကောင်ကိုကတ်မချိုးလိုက်ချင်အဲ့တော့မထီရတဲ့ clip အနေနဲ့ထားတာပေါ့နော်အဲ့တော့သူတို့တွေ့တဲ့အချိန်ကျရင်ကျွန်တော် video editor တွေဘာလုပ်ကြဆိုတော့ကျွန်တော်ဘာလို့အဲ့လိုပြောရလဲဆိုတော့ကျွန်တော် video editing လုပ်တဲ့အချိန်မှာ momentum ဆိုတာရှိတယ်အချိန်လေးပေါ့နော်အဲ့လိုအချိန်လေးရနေတယ်သူကနေသွားနေတဲ့အချိန်မှာခုနကကတ်မလုပ်ချင်တဲ့ကျွန်တော်တို့အထိမခံတဲ့မထီရတဲ့ clip ကြီးဝင်လာရင်အများစုကဒီ momentum ပြတ်သွားတတ်တယ်အဲ့တော့ moment တိုင်းပြတ်သွားရင်ဗီဒီယိုရဲ့သိကြည့်လို့မကောင်းတော့ဒီ clip ကြီးကတော့ရိုက်တုံးကတော့စူးစမ်းထားကြတော့လကောင်းလနေမယ်ဒါပေမဲ့ဗီဒီယိုကြီးကတစ်မျိုးကြီးဖြစ်သွားတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးအချိန်တွေမှာဆိုကျွန်တော်ဘာလုပ်ကြမလဲအဲ့တော့လုပ်လို့ရတာတွေကတော့အများကြီးရှိတယ်နံပါတ်1ဥပမာနဲ့ဆိုရင်ဒီ clip ကြီးကတစ်ဖွဲ့လုံးစူးစမ်းပြီးရိုက်ထားတာဖြစ်တဲ့အတွက်ဒီတိုင်းထည့်လိုက်အဲ့ moment တန်မကောက်လို့ဘာပဲဖြစ်ပေါ့နော်ရှိရပါနော်ဒီတိုင်းပိတ်ထည့်လိုက်မလားနော်အဲ့တခုရှိတယ်ပြီးနောက်တစ်ခုကကြတော့ဗီဒီယို moment တန်မပြတ်ချင်တော့ဒီမထီရတဲ့ clip ကြီးကိုကတ်ချိုးလိုက်ရတယ်ရှိတယ်အဲဆိုတော့ကြိုးစားခဲ့တဲ့အရာတွေအလကားဖြစ်ပြီပေါ့နော်ဒါပေမဲ့ကျွန်တော်တို့ကကြတော့ဘယ်လိုလုပ်လဲဆိုတော့ဒီအထီးအခိုက်မခံနိုင်တဲ့ဟာကိုအရင်တည်လိုက်တယ် editing ကိုတော့အလဲကနေစလုပ်တာပြင်သူ့ရဲ့အရှိကိုသွားသူ့ရဲ့နောက်ကိုသွားအဲ့လိုလုပ်တာအဲ့လိုလုပ်တာမှားလားဆိုတော့မှားလည်းမမှားဘူးမှန်လားဆိုတော့လည်းမှန်လည်းမမှန်ဘူး theory အရာလည်းမရှိဘူးနည်းနည်းအလောင်းအစားအရေးစွန့်ရတယ်လို့ပြောလို့ရမှာပေါ့နော်။ကိုက်သွားတဲ့ချိန်ကျရင်အရန်ကြီးလို့ကောင်းတယ်။ကိုက်ချင်တဲ့ကိုက်မယ်မကိုက်ချင်တဲ့မကိုက်ဘူး။နည်းနည်း tweak လုပ်တာရှိရပေါ့နော်။အဓိက momentum တစ်ခုလုံးကိုဗီဒီယိုအစဇလန်းနေမတည်ပဲနဲ့အလဲကနေဖောက်ပြီးတော့တည်တဲ့ဖြစ်တဲ့အတွက်နည်းနည်းလေးတော့challenge လေးတွေတော့ရှိတယ်။ဒါပေမဲ့ result ကထွက်လာရင်တော့win win ပေါ့နော်။ရိုက်ခဲ့တဲ့ပုံစံလည်းလိုချင်တဲ့ပုံစံနဲ့ရတယ်ဗီဒီယို momentum နဲ့မပြတ်ဘူးဆိုတော့ဒါပေမဲ့အကြောင်းအရာတွေဘာလို့မပြောလဲကျွန်တော်ခုနကပြောသလိုဒါကြီးရဲ့ theory မဟုတ်ဘူးဆိုတာအဲ့လိုစလုပ်ရမယ်ဆိုပြီးတော့မရှိဘူးအဲ့လိုစလုပ်လို့အဆင်ပြေမဖြစ်ဘူးပေါ့နော်ဒါတွေကကိုယ်တိုင်ခုနကပြောသလိုပေါ့နော်ကိုယ်တိုင်ကြုံတွေ့ပြီးသွားတော့မှနားလည်လာမယ်အရာတွေပေါ့လို့နောက်ဥပမာတစ်ခုနေကြတယ် overdoing ဖြစ်လာတာပါလဲဆိုကျွန်တော်တို့ဒီ editing လုပ်နေတဲ့တနေရာပေါ့နော်အဲတနေရာမှာကျွန်တော်တို့ကသိမကြိုက်သေးလို့ဆိုပြီးတော့အဲ့နေရာလေးကိုပြင်တာထက်ခါဖြစ်လာဥပမာသာတန်းလေးထိုးလိုက် duration လေး ana လေးရှည်လိုက်တိုးလိုက်တာပဲဖြစ်ဖြစ် position လေးတွေပြောင်းတာပဲဖြစ်ဒါပေမဲ့ကိုပြင်နေပေမဲ့ကိုပြင်နေတဲ့ result ကိုမကြိုက်တာအဲ့တော့ထက်ခါပြင်လေမကြိုက်နည်းနည်း frustration တွေဖြစ်လာအဲ့လိုအချိန်တွေမှာဆိုကျွန်တော်ဘာတွေလုပ်တယ်လဲအဲ့တော့အကောင်းဆုံးအကြံဉာဏ်ပေးရရင်တော့အဲ့လိုမျိုးအချိန်တွေဖြစ်လာရင်လုံးဝဘာမှမပြင်ခင် original အချိန်လေးကိုနေရာလေးမှာပဲပြန်ထားလိုက်တာကိုလိုချင်တာနဲ့အနည်းဆက်ဆုံးကြည့်လိုက် emotional damn it အဲ့တော့ကျွန်တော် video editing ဆိုတာလူတွေရဲ့ emotion ကိုကစားရတာလို့ပဲသုံးလိုက်တယ်ညဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ကဒီ video editing ရဲ့ storytelling ပညာနဲ့လူတွေကိုဘယ်လိုခံစားစေချင်လဲဒီ scene နားရောက်ရင်ဘယ်လိုခံစားစေချင်လဲစသည်အဖြစ်အဲ့လိုလုပ်ရတာအမှန်တကယ်တော့အဲ့လိုလုပ်ရတာဒါပေမဲ့တဖြည်းဖြည်းနဲ့ဘာတွေဖြစ်လာလဲဆိုတော့ဒီနေရာလေးကိုငါဒီလိုလေးပြလိုက်လို့လူတွေပြင်းသွားမလားပေါ့နော် duration ကကြာနေမလားဒါမှမဟုတ်ပြလိုက်တာမြန်သွားလို့လူတွေကကြည့်တဲ့လူတွေကသိလိုက်ပါမလား
ငါစာတန်းထိုးပြလိုက်ကောင်းမှာအစသည်အဖြစ်ဟိုအတွေးတွေများလာဟောနော် emotion ကအမှန်တကယ်ဆိုကိုကဒီ audience ကိုကစားရမှာဖြစ်ပေမဲ့တဖြည်းဖြည်းနဲ့ audience ကစားတာကိုဒီ video editor တွေကခံလာရအဲ့လိုမျိုးအခြေအနေတွေမှာကျွန်တော်ဘာတွေလုပ်လို့ရတယ်ဘာတွေလုပ်ကြမလဲအဲ့တော့ emotion နဲ့ပတ်သက်လာတဲ့ဟာအများစုဘယ်အရာပဲဖြစ်ဖြစ်ဒီ video editing မှာမဟုတ်ဘူးပေါ့နော်စိတ်ခံစားချက်နဲ့ပတ်သက်လာပြီးတော့ကိုထိခိုက်နေလို့ခံစားရပြီဆိုရင်အဲ့ဒါကိုခဏလေး break လုပ်ရတယ်အဲ့တော့အကောင်းဆုံးဒီ video editing နဲ့ပတ်သက်ပြီးအကောင်းဆုံးကကြတော့ကျွန်တော်တို့ဒီ project လေးကို save ပြီးတော့တညာတိတ်တာပဲနှစ်ညာတိတ်တာခဏလေးပြစ်ထားကို emotion နဲ့အကုန်လုံး reset ဖြစ်ပြီးအနေအကိုပြထိုင်သွားပြီး easy ဖြစ်သွားပြီဆိုတော့မှ project ပြန်လုပ်ဒါကတော့အလုပ်ဝင်နေတဲ့ကျွန်တော်တို့ video editor တွေနဲ့ပို့ပြီးတော့သက်ဆိုင်ပဲထင်တယ်ဥပမာဒါကတော့ကျွန်တော်တယောက်တည်းအမြင်ပါကျွန်တော်တယောက်တည်းအထင်ကျွန်တော်တယောက်တည်းအမြင်ဘာလဲဆိုတော့ကျွန်တော် video editor အများစုကဒီ video editing အလုပ်ကိုဝါသနာပါလို့ချစ်လို့လုပ်ကြတဲ့လူတွေများလိမ့်မယ်ဒါကကျွန်တော်အထင်ပေါ့နော်ကျွန်တော်အမြင်ပေါ့အဲ့တော့ဟိုဘယ်ကလေးမပေါ့နော်ဟိုဒါလေးကြီးလိုက်ဘာလို့လဲဒါကြီးလိုက် video editor လုပ်မယ်ဆိုတာဖြေတာမရှိပါဘူးနော်ပြီးတော့လည်းvideo editing အလုပ်ကဝင်ငွေကောင်းတယ်ဆိုပြီးတော့ဝင်လုပ်လာကြတယ်လို့မရှိပါဘူးဝင်ငွေလည်းမကောင်းကြပါဘူးနော်ဟို senior မှ7သိန်း10သိန်းဟုတ်တယ်မလား12သိန်းလောက်ပဲတော်မိုက်တဲ့ agency တော်မိုက်တဲ့ production ကိုပြောလို့ရဟုတ်တယ်နော်အဲ့တော့video editor ဆိုဝင်ကောင်းပါဘူးအဓိကဆိုလိုချင်တာကတော့ချစ်လို့ဝါသနာပါလို့လုပ်ကြတာများတယ်အဲ့တော့ကိုချစ်တဲ့အလုပ်ကတဖြည်းဖြည်းနဲ့ကိုမုန်းတဲ့အလုပ်ကြီးဖြစ်လာဥပမာကျွန်တော် scenario လေးတစ်ခုပေါ့နော်ဥပမာပေးတဲ့အနေနဲ့ client ကပဲဖြစ်ဖြစ်ကိုအလုပ်အပေါ်ကလူကထက်ကလူကပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီမှာပုံလေးတစ်ပုံထည့်ခိုင်းတယ်ဗီဒီယိုထဲမှာအဲ့တော့ထည့်ပေးလိုက်တဲ့ပုံလေးအဲ့တော့ဒီလိုထည့်တာနဲ့ဘာကွာလဲနည်းနည်းကွာတယ်အရင်တိတာလားမတိတာဘူးလိုချင်တာကဟိုမတက်လို့လည်းမဟုတ်ဘူးမတိလို့လည်းမဟုတ်ဘူးမလုပ်ချင်တော့လို့မလုပ်ပြီးတော့ပေါ့နော်အဲ့တော့အဲ့လိုမျိုးအခြေအနေတွေမဖြစ်အောင်အဲ့ရဟိုမကောင်းဘူးပေါ့နော်ဆိုလိုချင်တာကကျွန်တော်ခုနကပြောခဲ့သလိုပဲကျွန်တော်တို့ကဒီအလုပ်ကိုချစ်လို့ဝါသနာပါလို့လုပ်ကြတာဖြစ်တယ်ဒါပေမဲ့တဖြည်းဖြည်းနဲ့ကိုယ်အလုပ်ကြီးကိုမုန်းလာတယ်ဆိုတာကြီးကဒီချိန်မှာကိုယ်ရက်တည်မဟုတ်တော့မကောင်းတော့ဘူးပေါ့နော်ဟိုမရက်တည်နိုင်တော့ပြောတာတော့မဟုတ်ပါဘူးဟိုတိတ်အဆင်မပြေတော့ဘူးပေါ့ကိုချစ်တဲ့အလုပ်ကိုမုန်းလာပြီဆိုကြတယ်ပေါ့နော်အဲ့တော့အဲ့လိုမျိုးလူတွေကြတော့ဒါတော့ဟိုအကြံပေးတဲ့အနေနဲ့ဘယ်လိုလုပ်မလဲဆိုတော့ဗီဒီယိုဟို project တစ်ခုဟို project 10ခုသို့မဟုတ်ဗီဒီယို10ပုတ်အတိုလေး10ပုတ်ပြအရှိ10ပုတ်ပြပေါ့ဒါတော့ကိုအားတဲ့အချိန်မှာပြီးတော့လုပ်ပြီးတိုင်းမှာကို passion ဖြစ်တဲ့ project တစ်ခုကိုတငယ်ချင်းတွေနဲ့ဖန်တီးတဲ့ short film လေးပဲဖြစ်ဖြစ်စသည်အပြင်ဒါမှမဟုတ်ကို logo လေးကိုပဲ animate လုပ်တာပဲဖြစ်ဖြစ်ပေါ့နော်သူများအတွက်အလုပ်အတွက်လုပ်ပေးတဲ့ project amount တစ်ခုပြီးသွားပြီဆိုတာကိုကြိုက်တဲ့ကိုအရင်တော့လုပ်ခဲ့တဲ့ကိုစိတ်အားထက်သန်တဲ့ project တစ်ခုအမြဲလုပ်ပါဒါတော့ဟိုဘယ်လိုခေါ်မလဲဟိုအကြံပေးတာเนาะအဲ့တော့ကိုယ့်ရဲ့ passion လေးမပြောက်တော့ဘူးရေးကြည့်တယ်ကိုချစ်တဲ့အလုပ်ကြီးမုန်းလာတယ်ဆိုစင်ပြေပါနော်နဲ့စားတယ်။ဘာလို့လဲကျွန်တော်လည်း video editing ကိုတယောက်တည်းလုပ်နေတယ်နော်။အများစုလည်း video editing ကိုတယောက်တည်းလုပ်ကြပါကိုအခန်းလေးမှာကိုနေရာလေးမှာကို feel လေးနဲ့ကိုတယောက်တည်းလုပ်ကြတာများတယ်။များတော့တော်တော်များများပါပဲ။ဟို production ကြီးတွေမှာသာ video editor senior junior တွေရှိမယ်။ဒီမှာတခြားခွဲလုပ်တာပဲ။ထားပါတော့ဆိုတော့ကျွန်တော် video editing ကိုတယောက်တည်းမလုပ်နဲ့။ဘာလို့အဲ့လိုပြောရလဲဆိုရင်တော့ဘာနဲ့ဥပမာပေးမလဲဆိုတော့တော့ Dota တိုင်ပွဲတွေပါကြည့်မှာပေါ့ TI တွေပါကြည့်ကြမှာပေါ့အဲ့မှာဆိုဟောဘာနဲ့တူလဲဆိုတရုတ်အသင်းနဲ့တူတယ်ဗီဒီယို editing ကိုတယောက်တည်းလုပ်တာကကျွန်တော်ပြိုင်ပွဲတွေမှာပြိုင်နေတရုတ်အသင်းနဲ့တူတယ်သူကဘာဖြစ်လဲဆိုတော့ဟိုလုံးဝ perfect ပဲကစားပုံနေတယ်ကောင်းတယ်အကွက်လက်စီတယ် challenge တယ်ဒါပေမဲ့တကွက်မားသွားပြီဆိုရင်ကိုယ်လုံးပြူစင်သွားပြန်မထနိုင်အဲ့ဒါကြီးအရင်ကြောက်ပါအဲ့တော့ဆိုလိုချင်တာကျွန်တော်ဆိုဘာလုပ်လဲကျွန်တော် video editing project တစ်ခုလုပ်လိုက်တယ်လုပ်ပြီးသွားရင်မျိုးသမီးကိုခေါ်လိုက်မိမလောင်းကြည့်ပေးဦးကွာသူကအမြဲတမ်းပြောဟာနိမီစီကိုကြီးကမောင်မဲနေတာကျွန်တော်လည်းအဲ့လိုဟာဒါငါကြိုက်လို့ငါလုပ်တာတွား
ဒါမှတိကဟိုမောင်မဲနေတာပဲလို့ပြောလို့ကျွန်တော်ပြင်ချင်မှပြင်မယ်ကိုကအမောင်ကြိုက်တယ်လို့ဆိုအမောင်တိုင်းပဲထားနေတာဒါပေမဲ့ဆိုလိုချင်တာကိုအမြဲတမ်းအဲ့လို criticize ဆိုတာ criticize လောက်ခံနေရဖို့လို့တယ်အဲ့တော့ဟိုအဲ့လိုတယောက်တည်း editing လောက်တာများလာတဲ့အချိန်ကျရင်ဘယ်သူမှလည်းမပြောဘူးကိုမှားတာလည်းမပြောမှန်တာလည်းမပြောဆိုကိုအမှန်တွေပဲထင်ပြီးတော့တော်တက်လာလိုက်တာတစ်ချိန်မမျော်လင့်တဲ့အရာမမျော်လင့်တဲ့အချိန်နေမှာမမျော်လင့်တဲ့သူတယောက်ကြောက်ကိုအလုပ်ကိုရဲ့ video walk ကိုအဲ့လိုကြရတာပဲဖြစ်ဖြစ်မကြိုက်ဘူးလို့ပြောတာပဲဖြစ်ဖြစ်အဲ့လိုတခုခုပြောလိုက်ပြီအဲ့ချိန်ကျရင်ပြူလဲသွားတယ်အဲ့လိုမျိုးအမြင့်ရောက်သွားတဲ့အချိန်မှာပြူလဲသွားတာကြီးအများကြီးပေါ့ရမထနိုင်ဘူးနော်အဲ့တော့ဒီကတော့ video editing ကိုတယောက်တည်းမလုပ်ပါနဲ့ဆိုတာ criticize တွေ feedback တွေနော် video editing ကြောင့်နားမလည်တဲ့လူတွေဟဲ့ငါ video ကြည့်ပြီးတိုက်လို့လေကောင်းတာပြောမကောင်းတာပဲပြောဒီကကို perfect ဖြစ်နေတာမဟုတ်ဘူးဆိုတာသိနေမသိစိတ်ကနေသိနေဘူးလို့အဲ့တော့နောက်ပိုင်းမှာဒီလိုမျိုးကြုံတွေ့ခက်ခဲတွေတင်တန်းမှာမတင်တဲ့အရာတွေကျောင်းနေမှာမတင်တဲ့အရာတွေ tutorial တွေကြည့်ပြီးတော့နားမလည်နိုင်တဲ့အရာတွေတွေ့လာခဲ့ဘယ်လိုဖြေရှင်းကြမလဲလဲကူဘယ်လိုဖြေရှင်းနိုင်အောင်လုပ်ရမလဲဆိုရင်နံပါတ်1ကတော့ common sense စာများများဖတ်ပါအဲ့တော့စာမဖတ်တဲ့လူတွေကြတော့လေ audio book တွေပါနားထောင်ပါနော်နားထောင်ပြီးတော့ video editing တင်တဲ့တက်တော့လေ့လာတော့ဆိုရင်တင်တဲ့မှန်ကန်တဲ့တင်တဲ့ရွေးချယ်တတ်ဖို့လိုတယ်အဲ့တော့မှန်ကန်တဲ့တင်တဲ့ရွေးချယ်တတ်ဖို့ကလည်းခုန common sense နဲ့အရင်ကြီးကြည့်ဒီတင်တဲ့ဂျင်းနေရလားမဂျင်းနေဘူးလားဆိုတာ common sense ရှိမှဝေဖန်ပိုင်းချနိုင်ကျွန်တော်တို့လည်းအားရဒီတင်တဲ့ညမကောင်းပါနဲ့လည်းလိုက်ပြောလို့မရဘူးနော်အဲ့တော့ common sense ရှိပါ video editing တင်တဲ့မှန်ကန်တဲ့တင်တဲ့ရွေးချယ်တတ်ပါစေပြီးတော့ editing များလုပ်ပါများလုပ်ရင်မဖြစ်မလဲအမှားများတွေ့မယ်အမှားများတွေ့မှမြန်ရင့်ကျက်မှာဖြစ်ပါတယ်ကျွန်တော်တို့ video editor အများစုမှာကြုံတွေ့ရတဲ့ဟာတွေပါလဲဆိုတော့ဟိုအလူအများစုကတော့တတိမထားမိလိုက်ဒါပေမဲ့ကိုကအသေးစိတ်တည်ကြလုပ်ခဲ့တဲ့အရာလေးတွေရှိတယ်ဟို project တွေမှာဒါတော့ editor ချင်းသိမယ်တချို့လည်း editor ချင်းမသိနိုင်ဘူးတချို့သိနိုင်တယ်အဲ့လိုမျိုးဒါပေမဲ့ကိုကတော့အားထည့်ပြီးလုပ်တာအသေးစိတ်လေးလုပ်တာအဲ့လိုမျိုးအရာလေးတွေဆိုရင်ဟို appreciate လုပ်ခံရပြီးအဲ့လိုသိသွားပြီဆိုရင်အရန်ဂုဏ်ယူကြတယ်နော်ဘာမှတော့မဟုတ်ဘူးဒါပေမဲ့အဲ့လိုမျိုးဆိုရင်ဂုဏ်ယူကြတယ်အဓိကတော့ကျွန်တော်တို့တွေဒီ video editing ကိုချစ်ကြတယ်